လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့မိဘကိုပြန်ပြောတဲ့ကောင်မလေးအပိုင်းတစ်လေးတင်ပြဖြစ်ပါတယ်โอเคဆိုဇလိန်ဆက်ရအောင်ကဲငါသမီးကိုအကြောင်းတော့ဖို့အတွက်နှိုးအောင်မယ်ဟဲ့ငါသမီးပြောက်သွားတာတော့မနေ့ကတော့အင်ကြီးတော့မလဲဘူးအင်းကြီးပါမမေကလည်းဘာလဲဘာပြောနေရလဲတမီးအဲ့နေရလေဟဲ့နေမိဘပြန်ပြောနေရလားဘာမဟုတ်ပါဘူးတွားနေကူးကြည့်ရေးသားကြစမ်းဟာမင်းကလည်းဒီမျက်နှာပဲတမရေးတော့မချိုးနိုင်အောင်မေးတယ်ရမ်းအေးတယ်ဟဲ့နွေရာသီရောက်နေပြီပူရမှာလေနင်ကဘာကိစ္စကြောင့်အေးရပြတာလဲမင်းလည်းမြောင်းဘူးမရဘူးနော်နေအိမ်ချေငါစိတ်တူလိုက်နေအယူရချတာတရားဖြစ်သွားပြီကိုကြီးသွားဟာစိတ်ညစ်ပါရဲ့ဟဲ့ငါဘလူလောက်ကိုအဖေကလုံးဝမထွက်ဘူးဟဲ့ငါမေ့နေရပဲဒီနေ့ငါမြင်ခီးငါမြင်အပြင်သွားမယ်လို့ပြောထားမယ်အေးဟုတ်တယ်ငါမျက်နှာသိပ်ပြီးလို့ရှိရင်ငါမြင်တော့ပြောရမယ်ကဲမျက်နှာသိလိုက်မယ်ကဲမျက်နှာတပြီးငါမြင်တော့ပြောရမယ် let's go မမေဟာဒီကလေးဘလူတော့လန်ကြားနေမမေဒီနေ့သမီးကိုအပြင်လိုက်ပို့မယ်ဆိုနေပါဦးဒီနေ့နင်ကကြောင်းကြမှာမဟုတ်လားအမေလည်းဘာဖြစ်လို့လဲဘာဖြစ်လို့လဲနေကြောင်းကြမှာဟဲ့နေကြောင်းကတည်နေကြောင်းကြမှာဟဲ့နေကြောင်းမတက်လို့မရအောင်ကြောင်းတက်ကိုတက်ရမှာနော်ဟာမင်းလည်းဘာဖြစ်လို့လဲသူကြောင်းနဲ့မြဲသွားနေဒီနေ့တည့်ပဲနော်မင်းနော်ဒီနေ့တည့်ပဲခွင့်တိုက်ပြပါနော်လို့မေနော်ဒီနေ့တည့်ပဲခွင့်တိုက်ပေးပါနော်အေးပြီးတာပဲအိမ်စာပေးလိုက်တဲ့ဟာတွေကိုနေဒီညမအိပ်ပဲနဲ့အိမ်စာတော့လုံးလာမယ်နော်ဟုတ်မေသမီးလောက်မေအဝေးစားလဲတော့ယေငါပြောတာပဲဟာငါတကယ်ချင်းနေငါကြွားလိုက်အောင်ငါမြာရုပ်လေးပါလေးဝယ်ပြီးရှင်ငါတကယ်ချင်းကြွားရမယ်အခုဒီအင်ကြီးလေးဝတ်မယ်ဒီအင်ကြီးလေးကဝယ်ထားမှကြသေးဘူးလေကဲငါမင်းတို့စောင့်ရမယ်ကဲဒီနားမှာထားလိုက်ပါဦးမယ်လေငါသမီးနဲ့တော့ခတ်ပြီးကဲသူလည်းလိုက်ရှင်တယ်သူလည်းလိုက်တော့သူလည်းဗာလဲသွားရှင်တယ်ဆိုတော့ငါလိုက်ပို့ပြရမှာပေါ့ကဲအင်းကြီးလဲပြီးကဲသမီးလာတော့ကြမယ်လေဟုတ်ကဲ့မေသမီးတော့ကြမယ်အေးနေဟိုရောက်တော့ဟိုဝါလို့ခြင်းနဲ့တရားလို့ခြင်းတော့မလုပ်နဲ့နော်ဟုတ်ကဲ့ပါမေရဲ့အယုတ်လေးတော့ဝယ်ပြီးအေးလာသွားမယ်ယေလာဟဲ့သမီးနေဘေးသွားလဲဟာမနက်ကဖြစ်မူးမလင်းသေးဘူးလားစောရမေရဲ့မင်းကလည်းသမီးပဲစုနေကဲမြန်လာနေဦးညံနေလုံးမနေနဲ့ငါနဲ့ဝယ်ပြီးချိန်မှာဝယ်ပြီးမှာနော်ငါနဲ့လိုက်ပို့ညာမုံ9နာရီတောင်ထိုးလို့10နာရီထိုးအခုဆိုအတန်းစနေမြန်နင်တို့ကလေအခုချိန်တီးကိုနင်တို့ကပိုးမတည်နိုင်နင်တို့ပိုးကဘယ်တော့မှတည်မလဲမသိဘူးကဲကားမောင်းနဲ့အမေဖြစ်သူကိုကြတော့နေရနော်နေအိမ်အပေါင်းနေဟာမသိတော့နေအိမ်ချဲလို့ပဲခေါ်ကြမယ်နေအိမ်ချဲမမေလည်းသမီးနေအိမ်ချဲလို့မခေါ်ပါနဲ့ဆိုမမေပြောသမီးနိုရာလို့ခေါ်မယ်ဆိုခေါ်ကြလားနေကိုနိုရာအဲ့ဒါနေဖေပေးထားတဲ့နာမည်ကြီးငါပေးထားမှာမဟုတ်တာနေဖေပဲနေကိုနိုရာလို့ခေါ်မှာအခုဖေကနိုင်ငံသားမလေးနေနိုရာလို့ခေါ်ကန်ချင်းနေဖေရှိရဲ့နိုင်ငံသားကိုနေသွားပြီးခေါ်ကန်လိုက်ကြားရလားဟာမမေကလည်းသမီးဆိုအမြဲနဲ့စုနေတာမစုလေးနေရတော့စုရမယ်ကောင်မလေးပဲနေသမီးကိုပြောရတော့သမီးကြိုက်ဘူး
မီစိတ်ဆိုးလာလို့ရှိရင်မမေကထိုင်းလို့ရမှာဘာလဲဘာထိုင်းတာခလေးထိုင်းတာလဲဟဲ့နစ်လိုမျိုးအစင်ဟာများဟာမမေကလည်းသမီးလိုပြတဲ့ကဲနေပါစပိတ်ထားဟေ့ cherry cap ဆိုင်ကိုရောက်တော့မယ်ပြီးရောမမေရဲ့ cherry cap ဆိုင်ကကိုတည်းမြောက်သေးဘူးလားဟဲ့နေတပြဲကြီးနဲ့ဘာလို့ဖြစ်လို့အော်ရလဲရောက်တော့မှာပါဟဲ့ခုတော့ရောက်ပြီမမေနော်ကဲမမေနော်လုံးနေနဲ့ကဲစားကြရှာစားတော့ရှာရတော့အဲ့ဒါငါစုံနဲ့ညစားချောင်းဆိုရင်တည်မယ်ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်အလုံးကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုလေးတွေကိုကြည့်ချင်ရင် like and subscribe တွေလုပ်ပေးပါလို့တောင်းဆိုပါရှင်အားလုံးပဲ bye bye ကျေးဇူးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ် bye bye